လို့ကိုဗစ်မလာခင်တည်းကတော့မအဲ့ကင်တိုင်းဖွင့်နေပထမတော့မတုတ်တော့ဘူးအဲ့လိုပဲရန်နံပါတ်နဲ့ရှောက်တုတ်နေနောက်လေးကြာကြာကင်တော့နမဲလေးတည်းရလာတော့မစလာခင်ရောညီမစိတ်ကူညီမအိုင်ဒီယာနဲ့ပဲလုပ်တယ်6နှစ်9နှစ်လောက်တော့ရှိပြီအတရက်တော့6သိန်း9သိန်းအဲ့လိုသွားပါတော့အရင်ရောင်းရနေဆို9သိန်းကျော်10သိန်းအဲ့လိုရောင်းရတယ်ဒီကတော့စားတွေချိုတွေပါတယ်နောက်ပြီးတော့မာလာမုတ်ပါတယ်ငရုတ်ကောင်းမှုလေးနဲ့ဒါကြ1300ငုံးက900ဒါအစုံ300ပဲနော်ဒီဟာလေးက400ဒါ900ဒီ3ချင်းကျတော့800ဒီကျုပ်ကတော့1000အနောက်ကအကြီးဆုံးဆိုရင်1800ဒီချင်းလေးက1800ဒါ1500ဒါလေးက1000ဒါကြောင့်900အချင်းကတော့အချိုရှိမယ်အဆက်ရှိမယ်ဒါကြောင့်မကြီးချင်ဒါ signature ကိုကနဲ့ကိုဆက်ထားပါဘောနော်ဒီမကြီးချင်ကတော့ကြိုက်ဆုံးမယ်နောက်ပြီးအကင်ချင်ကြိုက်တယ်မမအဲ့လိုတော့မို့ညီမစိတ်ကူးနေညီမပဲကိုကနဲ့ကိုဆက်ပြီးအရသာလေးတွေမီးပြီးတော့စက်ကောက်နေဆိုတော့အဲ့ဝဲသူတွေပြင်ညာပြီးတာဒီကတော့ဒါကုန်ကုန်နေဒါညဆိုမကြံတော့ဒါတနေ့စာတနေ့ပဲတနေ့စာတွေပဲဒါတွေကရုပ်သီးချင်မှဒီမှာလုံးဝပြည့်နေနှစ်နေရမယ်ရုပ်သီးစိမ်းနေပါရင်နဲ့ဆက်ထားတိုင်းဆော့လို့ပုံစံမိချင်းကတော့၄၅မျိုးရှိတယ်တကြလုံးမောက်ချင်းအချင်းက9မျိုးလောက်ရှိတယ်กินတာရှိတယ်ကြော်တာရှိတယ်တုတ်ပေးပါတယ်ဒါတော့ကြလုံးပေါင်းလေးစရောင်းတော့ကျုပ်လုံး150နဲ့ရောင်းနေခေတ္တရောင်းနေရဒီအကင်းဆိုရင်တော့တစ်ခုကို200အဲ့လိုပေါ့150ရောင်းနေခုနှစ်ခု1000အဲ့ခေတ္တရောင်းနေတာအများနဲ့အသေးသေးပဲခေါ်တယ်စားသုံးသူကအများနဲ့ perfect ဖြစ်နေရမယ်စားသုံးသူတွေအများနဲ့သူတို့ဘာလို့လိုချင်တဲ့အတိုင်းလုပ်ပေးတယ်မျိုးနဲ့များဆိုမျိုးနဲ့များပေးလိုက်ရပါညီမကတော့မျိုးနဲ့ဟိုဒါကီပိုင်းမဲ့သုံးတယ်မကီပိုင်းသုံးတယ်မကျတော့အာလူချစ်သုံးတယ်အဲ့ဒါပဲသုံးတယ်ဒီကတော့กินတဲ့ဟာတွေရောင်းပါတုတ်တဲ့ဟာတွေပိုရောင်းပါဆက်များမသုံးတုတ်ခါတော့ယူတယ်အဲ့က4နာရီဆိုတာနဲ့စဖွင့်ည7နာရီထိခက်ခဲတော့မကြုံဒါမိသားစုနဲ့ပဲအကုန်လုံးလှုပ်ဝိုင်းလှုပ်ပေးအဲ့လိုတော့တခါကြည့်ရတော့អော်ရတယ်ပေါ့မောင်းអော်ရတယ်အမခေါ်ပြန်ပြီးกินမှုတို့ချက်တော့စေတနာပဲစေတနာအရေးကြီးတော့ဘာဖြစ်စေတနာပေါအောင်လို့တော့ဘာမဆိုရောင်းရမှာပဲညီမကိုရင်လမ်းမန်းလေးလမ်းထိတ်ဆိုင်နေမယ်ဗျာတိုင်ရောစင်းမယ်ညနေ4နာရီမှည7နာရီဒီဖွင့်ပါတယ်လာရအပိပါ